တဝဲမုံလက်တုပ်လို့ခေါ်ပါတယ်မုတ်ဖက်ကိုမော်လမြိုင်မို့ဟင်္ဂါလို့ပုံစံထဲမှာကြီးချင်လေးပါတယ်ပြီးတော့ငါဥဖောက်လေးရယ်ပဲ့မောက်လေးရယ်ဒီစကလေးချီကျော်လိုမျိုးဆင်နဲ့စကလေးချီကျော်လာတော့မသိပါတော့အဲ့လိုမုတ်ချက်လေးတွေပါတယ်စားလို့ကောင်းပါတယ်အဲ့တော့တဝဲမုတ်လက်တုပ်လေးပါဒါလေးကတော့ဘေးကက်ကြီးကိုက်ပါအများနဲ့ကြော်ထားပြီးတော့မှရောင်းတာဖြစ်တဲ့အတွက်ကြောင့်တပွဲချင်းမကြော်လို့ဘေးဘက်ကအရသာလေးနဲ့တော့နည်းနည်းကွာပါတယ်ဘေးတချင်ကိုတော့ပုံရင်နဲ့ပြီးတာပါဒါလေးကတော့ဝါပလုတ်လေးကိုလည်းတောက်ကြည့်ခဲ့ပါသေးတယ်ရှင်အဲ့တော့ကကြီးကိုက်ကိုတော့ဘေးမှာစားရတော့သဘောမကျပါဘူးမုံလက်တုပ်ကတော့ဒီမှာစားတာကိုပူကြိုက်ပါတယ်ဒါကမုံလက်တုပ်တွေထည့်တဲ့ငါဥပါဒါဘာငါဥလို့ခေါ်လဲဆိုတော့ငတောက်ချင်းဥလို့ပြောပါတယ်ဒါကဥကသေးပါသေးတယ်တဲ့တကယ်တော့အဲ့ငါဥကြီးအကြီးပေါ့နော်လို့ပြောပါတယ်ငတောက်ချင်းဥလို့ပြောပါတယ်တဝဲမုံလက်တုပ်တွေထည့်စားတဲ့ငါဥလေးပါရှင်ဒီနေ့ကတော့မုံလက်တုပ်တပွဲကိုငါဥလက်နဲ့စစ်လောက်တစ်ပိုင်းထည့်ပေးပါတယ်ဒီနေ့ကကုံစလုံးတွေတက်လာလို့ထင်ပါတယ်နည်းနည်းလေးပဲခြီပြီးထည့်ပေးတယ်ပေါ့နော်အဲ့တော့ငါးဦးတက်ကိုဝယ်စားလို့ရလာတော့မမေးခဲ့မိပါဘူးဒီဟာတွေကတော့တပွဲပဲရမယ်ထင်တယ်ပင်လယ်စာတွေဆိုတော့လေတခြားမှာစားလာတော့မရတော့မတွေ့ဘူးပါဘူးရမ်းကြွေတော့ဖောက်စီနဲ့ငါးဦးလေးပါနောက်တစ်ခုကကြတော့ဒါတနက်စုံတုပ်လို့ခေါ်ပါတယ်သူကခင်းကစိုးဒီခင်းခါခင်းတီးပေါ့နော်ပန်းပွင့်ပြီးလို့ရှိရင်နောက်ထပ်ပါလေတခွားသည်ပေါ့နော်အဲ့လိုမျိုးတွေနဲ့ထည့်ပြီးတုတ်ထားတာပေါ့နော်ပေါ်ရှော့ဘက်လေးဖြူထားပါတယ်ဝန်ပြည်နယ်ဘက်ကတနတ်စုံတုံးနဲ့ဆင်နေပေါ့နော်အဲ့လိုပုံစံလေးပါဒါမဲ့တော့မုံလောက်တွေဘာတော့မပါဘူးပေါ့နော်ရှောက်ရက်ဖြူတာလေးကတော့အပူပေါ့စားတော့မစားကြည့်ခဲ့ပါဘူးသူမှာပါတယ်ခင်းဒီလိုခင်းကထွတ်တီတို့မကြိုက်လို့ပါဒါကတော့တဝဲတောက်ခရံလေးပါရှင်ဒီစိတ်ပစ်လေအုံနုလေးနဲ့ပေါ့နော်တင်းနိုင်တိုင်းဒေတာရဲ့စားတော့တန်းမှာတော့လူစားတော့တွေကိုဒီဘက်ကလည်းရောင်းလို့ဒီလိုရောင်းပါတယ်လက်ရာတွေကတော့တော်ရုံလက်တွေဘာလို့တော့နှစ်တိုင်းဖြစ်တဲ့တော့စဖြစ်ခဲ့ပါတယ်ရှင်ကဲနောက်ဗီဒီယိုနဲ့ပြန်ဆုံပါမယ်နော်တာ